အားလုံးပဲမင်္ဂလာပါခင်ဗျာ Life Healing Contact ပိုင်းဆို channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်လူတွေဘာလို့ငိုကြတာလဲဝမ်းနဲ့လို့လည်းဖြစ်နိုင်တယ်လို့ဝမ်းတာရင်လည်းငိုတတ်ကြတယ်ဘာကြောင့်ပဲငိုလူတစ်ယောက်ကကိုရှိမှငိုနေရင်စိတ်မတက်မတာနဲ့ပြောညံ့တယ်လို့ထင်မိကြလားဒါမှမဟုတ်ကိုတိုင်ကငိုမိရင်ရောကိုအားနေတယ်ဆိုပြီးခံစားမိကြလားဒါပေမဲ့ဒီနေ့မှာတော့ငိုကြွေးခြင်းဟာစိတ်ကျန်းမာရေးကိုဘယ်လိုမျိုးကောင်းကျိုးပြုလဲဆိုတာဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျာငိုကြွေးလိုက်တဲ့အခါမှာခန္ဓာကိုယ်ကအောက်ဆီတိုစင်နဲ့အန်ဒိုဖင်းဆိုတဲ့ခံစားချက်ဟော်မုန်းတွေထုတ်လွှတ်ပေးတာကြောင့်စိတ်နာကျင်မှုတွေကိုလျော့ပါစေပါတယ်အကောင်းမြင်စိတ်ကိုလည်းပိုခံစားရပြီးပင်ပန်းမှုကိုတစ်စိတ်တစ်ပိုင်းသက်သာစေပါတယ်ဝမ်းနဲ့ဝမ်းသာနဲ့စိတ်ခံစားချက်ပြင်းထန်စွာငိုကြွေးလိုက်တဲ့မျက်ရည်တွေမှာခရိုတိုဆိုနဲ့ပရိုလက်တင်ဆိုတဲ့ stress hormone တွေပါဝင်နေရှိပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုကိုလျော့ကျစေပြီးခံစားနေရတဲ့ဝန်ထုံးဝန်ပိုးကိုလည်းပေါ်ပါစေပါတယ်။တကယ်လို့အုံနောက်ထဲမှာ stress hormone တွေများနေပြီးပြဿနာကိုလည်းမဖြေရှင်းနိုင်ငိုလည်းမငိုနိုင်ရင်စိတ်ဖိစီးမှုကြောင့်မအိပ်စက်နိုင်တာဗိုက်အဆီတက်လွယ်တာတွေပါခံစားရနိုင်ပါတယ်။ဒါကြောင့်လူတွေအတွက်ငိုကြွေးခြင်းကိုတဘာဝတရားကဖန်တီးပေးထားတာလို့ယူဆလို့ရပါတယ်။နောက်ပြီးငိုကြွေးလိုက်တဲ့အခါ PNS nervous system ကိုလည်းအုံနောက်ကထုတ်လွှင့်ပေးတဲ့အတွက်စိတ်တူတာဝမ်းနေတာတွေကိုလျော့ကျစေပါတယ်။မြင့်တက်နေတဲ့ပူပန်ဒေါသကိုအာရုံပြောင်းသလိုဖြစ်တဲ့အတွက်စိတ်ကိုအနာပေးသလိုခံစားရစေပါတယ်။ဒီချက်တွေကစိတ်ပိုင်းဆိုင်ရာကောင်းကျိုးတွေပဲရှိပါသေးတယ်။ physical ဘိုင်းအနေနဲ့ကတော့မျက်ရည်မှာပါဝင်တဲ့ lysozyme fluid ကြောင့်ငိုတဲ့အခါမျက်လုံးထဲက90ရာနဲ့95ရာခိုင်နှုန်းသောဘက်တီးရီးယားတွေကိုတိုက်ထုတ်ပေးပါတယ်။ဒါကြောင့်မျက်လုံးနဲ့ပတ်သက်သောရောဂါကူးစက်မှုကိုကာကွယ်ပေးပါတယ်။ဒါအပြင်မျက်လုံးချုပ်ထွေးခြင်းကိုလည်းကာကွယ်ပေးတာကြောင့်အမြင်အာရုံကိုလည်းပုံမကောင်းမှုစေပါတယ်။ငိုကြွေးလိုက်တဲ့အခါလက်တလုံးနာကျင်မှုကိုဖြေလျှော့ပေးလိုက်တယ်လို့ခံစားရတာကြောင့်အေးပြတ်နိုင်ခြင်းနှေးပါပြီးအိပ်စက်မှုကိုထိန်းညှိပေးပါတယ်။ဒါကြောင့်မိတ်ဆွေစိတ်ထဲမှာဖြေရှင်းရခက်တဲ့ပြဿနာတွေလုပ်ငန်းဆိုင်ရာမိသားစုဆိုင်ရာစတဲ့ဖိအားတွေကြောင့်ငိုကြွေးခြင်းလာရင်ပြောညံ့နေလို့ခံစားရပြီးအောက်အိမ်မထားပါနဲ့။လူငယ်လူကြီးယောက်ျားမိန်းမမရွေးဝမ်းနည်းခွင့်ငိုကြွေးခွင့်ရှိပါတယ်။ဒါဟာအရှုံးပေးခြင်းမဟုတ်ပဲမိမိစိတ်ကိုပြန်လည်ကုသခြင်းဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။